Number 3ကိုဆက်ပြီးတော့အဖြေရှာကြည့်ကြပါမယ် Number 3ရဲ့ question က what is the area of the shaded in blue ထုံးစံတိုင်းပဲဒီအပြာရောင်လေးနေရာကိုသူလိုချင်တယ် the below figure is a semicircle ဒါက semicircle ရဲ့ပုံပဲဖြစ်တယ်လို့ပြောထားတယ်ဒါဆိုရင်ဒီအပြာရောင်ကလေးကိုရှာချင်တယ်ဆိုလို့ရှိရင်လွယ်တယ်အရှိမပြောပြဘူးလေ number 1တို့ number 2တို့လိုပဲ circle ပေါ်မှာ circle ထပ်ထားတယ်ဆိုလို့ရှိရင်အပြာရောင်လေးနှစ်ယောက်လို့ချင်းအဲ့ဒီ circle အကြီးကြီးကနေထပ်ထားတဲ့အသေးကိုနှုတ်လိုက်တာပေါ့နော်ဒီထဲမှာကျတော့ circle တော့မဟုတ်တော့ဘူး semi circle ဖြစ်လိမ့်မယ် semi circle ကိုထပ်ထားတာက triangle ဖြစ်လိမ့်မယ်ဒါဆိုလို့ရှိရင်ဒီအပြာရောင်နေရာလေးကိုလိုချင်တယ်ဆိုလို့ရှိရင် semi circle ရဲ့ area ကိုရှာပြီးတော့ရင် triangle ရဲ့ area ကိုရှာပြီးတော့ minus လုပ်လိုက်လို့ရှိရင် answer ထွက်မှာပေါ့နော်ဒါကစဉ်းစားတဲ့ step ပေါ့ဒါဆိုရင်ဒီ triangle ရဲ့ area ကိုရှာဖို့လိုတယ်ပြီးတော့လို့ရှိရင်ဒီ semi circle ရဲ့ area ကိုရှာဖို့လိုတယ် semi circle ရဲ့ area ကိုရှာမယ်ဆိုလို့ရှိရင် semi circle ဖြစ်တဲ့အတွက်ကြောင့်မလို့half pi r square နဲ့သုံးရမှာပေါ့နော် half pi r square နဲ့သုံးရဒါဆိုလို့ရှိရင် r တိမှအဆင်ပြေမှာပေါ့ radius တိမှအဆင်ပြေမှာဆိုတော့ဒီမှာ radius တိလားဆိုတော့သူ့ရဲ့ပုံထဲမှာပေးထားတာ radius တို့ diameter တို့မပါတဲ့အတွက်ကြောင့်မလို့ဒီ diameter line or radius နေရာကိုအရင်ရှာဖို့လိုရတယ်အဲ့ဒါရှာလို့တိမှ semi circle area ကိုရှာလို့ရမှာပေါ့နော်အဲကြောင့်မလို့ဒီ site ကလေးကိုအရင်ရှာရမယ်ဆိုပြီးတော့မှတ်ထားမယ်နော်ဒီ site လေးကိုတစ်ခုရှာရမယ်ဒါဆိုလို့ရှိရင်နောက်ထပ်က triangle မှာရှိတယ်ဒီမှာ triangle တစ်ခုရှိတယ်ဆိုတော့ triangle ရဲ့ area ကိုလည်းရှာရမယ်ဒီ triangle ရဲ့ area ကပြန်ပြီးနှုတ်ရမယ့် area ဖြစ်တဲ့အတွက်ကြောင့်မို့ဒီ triangle ရဲ့ area ကိုရှာ triangle ရဲ့ area ကိုကြည့်မယ်ဆိုရင်ဒီ triangle ကဘာမျိုးစလဲသူ့ရဲ့ base ကဘာမှလဲ height ကဘာမှလဲအဲ့ဒါတွေသိထားမှသူ့ရဲ့ area ကိုရှာလို့ရမယ်နော်အဲဆိုရင်ဒီမှာပို့ပြီးတော့ရှာလို့လွယ်တာက triangle area ကိုအရင်ရှာလိုက်ရင်ပိုကောင်းတယ်ဒါကြောင့်မို့လို့ triangle area ကိုအရင်စရှာမယ်နော် triangle ရဲ့ triangle ပုံလေးကိုကြည့်ထားမယ်ဒီ triangle လေးကဘယ်ထဲမှာရှိနေတဲ့ triangle လဲဆိုလို့ရှိရင် semi circle ထဲမှာရှိနေတဲ့ triangle semi circle ထဲမှာရှိတဲ့ triangle မှန်သမျှကသူ့မှာရှိတဲ့ angle က90 degree ဖြစ်လိမ့်မယ်ဒီနေရာလေးကနော် angle in a semicircle လို့ပြောတယ်စက်ဝိုင်းချမ်းအတွင်းထဲမှာရှိတဲ့ထောင့်စက်ဝိုင်းချမ်းအတွင်းထဲမှာရှိတဲ့ထောင့်က90 degree 90 degree ရှိတယ်ဆိုတာသိရမယ်နော်ညာလေးက90 degree ရှိတယ်ဟုတ်ပြီဒါဆိုရင်သူက90 degree ရှိတဲ့အတွက်ကြောင့်မို့လို့8နဲ့6နဲ့ကတစ်ခုက base ဖြစ်ပြီးတော့တစ်ခုက height အနေနဲ့ယူလို့ရတယ်နော်ဒါက base လို့သဘောထားလိုက်မယ်ဒါက height လို့သဘောထားလိုက်မယ်နော်ဒါဆိုလို့ရှိရင် area of a triangle ပေါ့ area of a triangle လို့ကျင်လို့ရှိရင် half BA ဆိုတဲ့ formula လေးကိုထည့်မယ်နော် half က half ပဲသူ့ရဲ့ base က6လို့သုံးလိုက်မယ် height က8လို့သုံးလိုက်မယ်24 centimeter square ရမယ်ဒါဆို area ဆို triangle ကတည်သွားပြီအဲဆို area ဆို triangle ပြီးသွား area ဆို semi circle ကိုရှာရအောင် area ဆို semi circle ကိုရှာဖို့ဆိုလို့ရှိရင်ခုနကတော့ပြောထားတဲ့နေရာလေးကိုတည်ဖို့လိုတယ်ဒီနေရာလေးပေါ့သူ့ရဲ့ diameter လေးကိုရှာဖို့လိုတယ်ဒီကနေဒီထိကိုသိဖို့လိုတယ်နော် diameter ကိုဘယ်လိုရှာမှာလဲဆိုတော့စဉ်းစားရမှာပေါ့ဒီ site ကိုရဖို့ဘယ်လိုရှာမှာလဲဆိုတော့ဒီ triangle ကိုသုံးပြီးတော့ရှာလို့ရတယ် triangle က right angle triangle ဖြစ်နေတာဒေါင်းမန်တရိဂံဖြစ်နေဒေါင်းမန်တရိဂံဆိုလို့ရှိရင် Pythagoras theorem ကိုသုံးလို့ရတယ်ဟုတ်လားနော် by using Pythagorean theorem Pythagorean theorem ကိုသုံးပြီးတော့ diameter ကိုရှာမယ်နော် diameter ဖြစ်တဲ့အတွက်ဒီနေရာကို d လို့သဘောထားလိုက်မယ် d square equal 6 square plus 8 square ကျန်တဲ့ side နှစ်ခုကိုပေါင်းရမယ်နော် Pythagoras theorem ရ d square equal 36 64 d square equal 100 d equal 10 centimeter ဒါဆိုလို့ရှိရင် diameter သိသွားပြီ diameter 10 centimeter ဆိုလို့ရှိရင်သူ့ရဲ့ radius ကဘယ်လောက်ဖြစ်သွားမှာဆိုတော့ half လောက်လိုက်မယ်ဆိုတော့ radius က5 centimeter ဖြစ်သွားတယ်ဒါဆိုရင် radius သိသွားပြီဆိုလို့ရှိရင် semi circle ရဲ့ area ကိုရှာလို့ရပြီနော် areas of semi circle half pi r square နဲ့သုံးရမယ်နော် half pi က 3.14 သုံးမယ်
square 5 square သုံးရမယ်နော်R ကဟိုရှင်းလိုက်လို့ရှိရင်အဖြေက39.25 centimeter square ရ39.25 centimeter square ရပါပြီလိုချင်တာကဒီ blue area ကိုလိုချင်တာနော် the shaded area က the shaded area ကိုလိုချင်တာဒါဆိုလို့ရှိရင်ဘာပြန်လုပ်ရမယ်လို့ပြောထားလဲဆိုတော့ခုနစဉ်းစားနေတိုင်းပဲပြန်ပြီးတော့ဒီနှစ်ခုကိုပြန်ပြီးတော့နှုတ်ပေးရမယ်နော်ဒါဆိုလို့ရှိရင် the area of the shaded region shaded region လို့ရင်ဒီနှစ်ခုကိုပြန်နှုတ်ရမယ် semicircle ရဲ့ area ရထားတဲ့ထဲကနေပြီးတော့ triangle ရဲ့ area 24ကိုပြန်နှုတ်မယ်နော်15.25 centimeter square ဆိုပြီးတော့ရလိမ့်မယ်ဒါနောက်ဆုံးရဲ့ final answer နော်ဒါလည်းတွက်ရတာမခက်ဘူးဒီလိုမျိုးထပ်ထားတဲ့ပုံနှစ်ခုထပ်ထားတာတွေ့ရင်အကြီးတွေကထပ်ထားတဲ့အသေးလေးကိုဖယ်ထုတ်လိုက်ရုံပဲဒါပေမဲ့အဲ့ဒီအသေးလေးမှာ site တွေကဘယ်လိုရှိလဲဘယ်လိုတွေရှာလို့ရလဲဆိုတော့အစစ်တွေလိုတာပေါ့နော်ဒီပုံမှာဆိုလို့ရှိရင် diameter တို့ radius တို့တန်းပြီးတော့မပေးထားတဲ့အတွက်ကြောင့်မလို့ Pythagoras ကိုသုံးပြီးတော့ရှာရတယ်ပေါ့နော်အဲ့ဒါလေးတခုတော့သတိထားရမယ်အားလုံးပဲနားလည်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်